ရှေ့တောက်တဲ့အချိန်မှနေလားရှေ့တော့နေတိုင်းတောက်နေတယ်ဒါပေမဲ့တောက်တဲ့အချိန်မှနေရင်ရှေ့တောက်တာရဲ့အကျိုးကျေးဇူးကိုအပြည့်အဝမရနိုင်ပါဘူးတကယ်တော့ရှေ့တောက်တဲ့အချိန်ကလည်းခန္ဓာကိုယ်အတွက်အရေးကြီးပါတယ်ဒီနေ့တော့ရှေ့တောက်ဖို့အကောင်းဆုံးအချိန်၅ချိန်ကိုကြပြပေးပါမယ်နံပါတ်1မနက်နှိုးချင်းရှေ့ခွက်တောက်ပါတညလုံးရှေ့မတောက်ထားတဲ့ခန္ဓာကိုယ်ကိုရှေ့ထက်ပြန်ဖြည့်ပေးနိုင်ပြီးတနေ့တာကိုလမ်းဆန်းစွာစတင်နိုင်ပါတယ်နံပါတ်2အစာမစားခင်မိနစ်20မှ30ခန့်အလိုရှေ့တောက်ပါအစာမစားခင်ရှေ့တောက်ပေးတာကရှေ့ထက်ခြေပေးနိုင်ပြီးတချို့လူတွေမှာအစာအလွန်ကျွမ်းစားမိတာကိုရှော့ချပေးနိုင်ပါတယ်နံပါတ်3လေ့ကျင့်ခန်းမလုပ်ခင်နဲ့လုပ်ပြီးနောက်ရှေ့တောက်ပါကိုယ်လက်လှုပ်ရှားမှုအတွင်းဆုံးရှုံးသွားတဲ့ရှေ့ထက်ကိုပြန်လည်ဖြည့်တင်းပေးဖို့အရေးကြီးပါတယ်နံပါတ်4ရှေ့ငတ်မှမတောက်ဖဲတစ်နေ့လုံးနည်းနည်းစီတောက်ပါရှေ့ငတ်တဲ့အချိန်ဆိုတာခန္ဓာကိုယ်ကရှေ့လိုနေပြီလို့အချက်ပြနေရချင်နိုင်ပါတယ်ဒါကြောင့်တစ်နေ့လုံးပုံမှန်နည်းနည်းစီတောက်တာကပိုကောင်းပါတယ်နံပါတ်5အဲ့ရမဝင်ခင်တစ်နာရီလောက်အလိုမှရှေ့အနေငယ်တောက်ပါဒီနေ့တာအတွင်းရှေ့တောက်နေခဲ့ရင်အဲ့ရမဝင်ခင်တစ်နာရီလောက်အလိုမှရှေ့အနေငယ်တောက်ပေးလို့ရပါတယ်ဒါပေမဲ့တခါတည်းအများကြီးတောက်တာကတော့ညဘက်စီခဏခဏသွားရနိုင်ပါတယ်ရှေ့ဘလောက်တောက်တင်လဲလူတစ်ယောက်နဲ့တစ်ယောက်ရေလိုအပ်ချက်မတူပါဘူးရှာတီဥတူကိုလက်လှုပ်ရှားမှုနဲ့စမ်းမရဲ့အခြေအနေအပေါ်မူတည်ပြီးလိုအပ်တဲ့ပမာဏကပြောင်းလဲနိုင်ပါတယ်စီးအရာအဝါထက်ကျော့ဖြစ်နေရဆိုရင်ရှေ့တက်လုံလောက်နေတတ်ပါတယ်ရှေ့တောက်တာကအရေးကြီးတယ်လို့တောက်တဲ့ပုံစံနဲ့အချိန်ကိုလည်းကြည့်ဆိုင်ပေးရင်ပိုအကျိုးရှိနိုင်ပါတယ်နော်